ဒီနေ့မှာတော့လုပ်ငန်းသုံးဓာတ်ထွက်ကားကြီးဖြစ်တဲ့ Forlan M4 4108 ခုနှစ်တန်းနှစ်ကျင်းခွဲကားကြီးကိုကျွန်တော်တို့ ARV တိုင်းဒေသကြီးကျုံမြို့မြို့နယ်မှာ customer ကိုယ်တိုင်လာရောက်ရွေးချယ်နေတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်။လုပ်ငန်းသုံးကားကြီးကိုရွေးချယ်ဝယ်ယူတဲ့အခါမှာအင်ဂျင်ရုံးဆွဲအားကောင်းရမယ်။စီစားနှုန်းကလည်းတက်တာရမယ်။ဝင်နေနိုင်မှုကလည်းကောင်းရမယ်။ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ကြာရှည်အသုံးပြုခံနိုင်မဲ့ကားကြီးကိုသာရွေးချယ်ဝယ်ယူသင့်ပါတယ်။ငါကတော့ customer တွေကိုယ်တိုင်စိတ်တိုင်းကြရွေးချယ်ပြီးဒီကားရဲ့အခြေအနေကားရဲ့ engine ပိုင်းကားဟောင်းထဲမှာရှိတဲ့ function အားလုံးကိုစစ်ဆေးကြည့်ရှုနေတဲ့အနေအထားလေးပါနောက်ထပ်လည်းအခုလိုအနေနဲ့ရဲကနေပြီးတော့ customer တွေကိုယ်တိုင်ကားလာရွေးတဲ့အခါမှာတော့အခုလိုယုံကြည်စိတ်ချရတဲ့ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းသုံးကားများကိုလူချင်းမင်းတို့အတွက်ကောင်းဆုံးဝန်ဆောင်မှုနဲ့နောက်ထပ်လည်းတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ခင်ဗျ